1989 Zamona Koye Natal as the Lugune Disabala Chowye Boduni Yanai Onaima Hoja Ato Yendi Nebabi Amyado Kutumya Ajown Yadi the Nado Yendi Nebabi Miamiado Kutu Yasabiaga Tika Nike Kudadana Toma Hoja Tareani Tono Bido Tikini Hobyo Mabside Yendi Miabi Yendi Nebabi Miamiado Kudu Edo Bawa Surago Yasabiaga Ajinju Horekama Bawa Sura Dukame Bobisa Idarahisa Token Sewa Binya Mimi Tokadasa Niroda to the Dodanima to the Nurada Dodam Alukotarashi. She King Ayo Kuyo Tokane Tokaniroda Namugu Mesopia Hojagerashi and Lokajima She de Yasura Tokane Tokaniroda Owasura Tokabe Daro Tinshare This Adiba would Chile Mesene Toka Disa Toka Disa Along mucho miro Jora Kanangaba Yepsimu Owalukora Ero Kanangaba Sura Tokabe Eri Yasabia ye Donda Chegaro Darwari Yata de Kanangabadi Tokaba City. This is shoot out up your in it, Tokabe. But they said, oh, by shoot out up your in it, you want me that Kiwala Toke Kanada Tokasu no. This is shoot out got Gigi. But they said, oh, but shoot out got Gigi. Yes, up, yeah. But why go to Kalu at the Makera City? Absolute Kalu Tamada Lelu Sulushi. But Dimie Luda City. Babiere Yadi. Eragule Shada Nisa Dandoka. Babiere Yaha Dukabe. Oh, Ritoka. Bawa Yatarekama. Toka Yatarapsitoja. Eri Doka Tatabu Adre Kudokamuri Lojar Bulia Payung Sins Ralaway Yatara Doka Eri Yatareteme Kididare Chao Bubiro Aguduri Lode Solushi Pabasagama Bulia Payung Sins Ralu Bobiro Wondo Bobshit. No? Bose Lulu Chow You too, sit redly, so that's a garden. Nagoama Yatara Toka Toka Yatarago Tabiro Agudu Lede Kappa Bobiro Sure Chini Pilare Rajamulu Luda
ကိုရထားတဲ့ဘဝကိုဒုက္ခလို့ရှုမြင်တတ်ဖို့လိုအပ်တယ်ပေါ့ဒုက္ခလို့ရှုမြင်ရမှာဖြစ်တယ်သစ္စာရှုတော့ငါကြည့်ဒုက္ခပဲပထမသစ္စာကိုရထားတယ်သုဒ္ဓတခုမှဆိုရင်မြတ်စွာဘုရားကယောဘိက္ခွေရူပတ္တဥပါဒောဒုက္ခတိတောဥပါဒောရှုပ်တရားဖြစ်ပေါ်လာခြင်းဟာဒုက္ခဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ယောဘိက္ခွေဝေဒနာယဥပါဒောစိတ်ခံစားမှုဖြစ်တတ်တယ်ပဲဒုက္ခဖြစ်တတ်တယ်ယောဘိက္ခွေတင်ညာယဥပါဒောဒုက္ခတိတောဥပါဒောစိတ်ရဲ့မတင်ညာလည်းပဲဒုက္ခပဲယောဘိက္ခွေသင်္ခါရဏဥပါဒောဒုက္ခတိတောဥပါဒောသင်္ခါရဆိုရယ်စိတ်ဆောကြံတွေးတတ်တဲ့တရားတွေဖြစ်ပေါ်လာမှုကလည်းဒုက္ခဖြစ်ပေါ်လာတာပဲယောဘိက္ခွေဝိညာဏတ္တဥပါဒောဒုက္ခတိတောဥပါဒောအသိစိတ်ဆိုရယ်ဝိညာဉ်ဖြစ်လာတာလည်းဒုက္ခဖြစ်လာဆိုလိုတာကတော့ခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုသည်ဒုက္ခဖြစ်ပေါ်မှုသာဖြစ်တယ်အဲ့ဒီဒုက္ခကိုသက်သာဖို့အတွက်ကုသိုလ်ကောင်းမှုလုပ်ကြတာဖြစ်တယ်လူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးပြီးတော့ချုပ်ကိုင်နေတာကကိလေသာတွေဖြစ်တယ်ဘဝကိုရစေတဲ့အကြောင်းကိုသစ္စာ၄ပါးမှကြတော့တဏှာဒုက္ခသမုဒယအရိယသစ္စာတဏှာဟာဒုက္ခကိုဖြစ်စေတဲ့အမှန်တရားပဲအဲ့တော့တဏှာကိုခေါင်းတက်ပြီးတော့ပြောပေးမယ်လို့ကိလေသာအလုံးကိုဆိုလို့လေပေါ့ကိလေသာအလုံးဟာဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားပဲအဲ့တော့ကိလေသာရှိနေသေးသမျှကောင်းတဲ့မကောင်းတဲ့တရားတွေကိုယ့်ရဲ့မှာဖြစ်နေဦးမှာပဲဖြစ်တယ်အဲ့ဒီကိလေသာတွေရှိနေသမျှကလပတ်လုံးကောင်းတဲ့ကုသိုလ်ဆိုတာလည်းရှိနေမယ်မကောင်းတဲ့အကုသိုလ်ဆိုတာလည်းလုပ်နေကြလိမ့်မယ်ရထားတာကမှဒုက္ခရထားတဲ့ထဲမှာအကုသိုလ်လုပ်လိုက်လို့ရှိရင်ဘဝမှာပို့ပြီးတော့နိမွန်ပွေရစေတော့ဒီပို့ပြသွားတယ်အဲ့ဒါကြောင့်မလို့နိဗ္ဗာန်မရခင်စัจ जाတတစီဖို့အတွက်မြတ်စွာဘုရားကကုသိုလ်တရားကိုလုပ်ပါအကုသိုလ်ရှောင်ပါလို့ဟောတာဖြစ်တယ်နော်ရထားတာကဒုက္ခအဲ့ဒီဒုက္ခတတဖို့အတွက်သဗ္ဗပပတ္တအာကရဏအကုသိုလ်မှန်သမျှမပြုနဲ့ကုသလတုပတ္တပရာကုသိုလ်တရားတွေကိုတဏ္ဍမှာပြည့်စုံအောင်လုပ်လို့ဆိုတာရထားတဲ့ဒုက္ခတတရတတကြောင့်နိလန်ပေးတာဖြစ်တယ်လုံးဝဒုက္ခကမလွတ်သေးရင်တတပဲဆိုပါစို့ကုသိုလ်ဆိုတဲ့နေရာမှာကုသိုလ်တရားတွေရဲ့ပထမဆုံးအရေးကြီးတဲ့ကုသိုလ်ကပါလေနော်ဘုရားဘာသာတွေသိထားဖို့လိုတယ်ကုသိုလ်တရားတွေရဲ့အစပထမဆိုလိုတာကပထမဆုံးလုပ်ရမယ်ကုသိုလ်ပဲကုသိုလ်လဲသီလပဲဖြစ်တယ်ကောစာတိကုသလနာဓမ္မနာသီလင်္စသုဝိသုဒ္ဓံကုသိုလ်တရားတွေရဲ့အစဆိုတာသီလပဲဖြစ်တယ်ဒါကြောင့်မလို့သီလကိုအဓိကထားသီလကိုမဖြစ်မနေစောင့်တော့အောင်သီလံယဝဇရသာတုသီလဆိုတာဥဒိတိုင်အောင်ကောင်းတယ်ဆိုတစ်သလုံးရှိနေရမယ်တရားပဲကိုယ်တလုံးအဲ့တော့ဘုရားဘာသာတွေကသီလကိုအလေးနဲ့ထားဖို့လိုအပ်တယ်ပေါ့ဒါအခြေခံမယ်ရှေ့တိုးဖို့ဆိုတာလေသီလနဲ့ပဲတိုးရမယ်အဲ့တော့သီလလုံလိုက်တာနဲ့တပြိုင်နက်ဘဝဒုက္ခတွေသက်သာသွားတယ်ဘာဖြစ်လဲသီလရှိလိုက်တာနဲ့တပြိုင်နက်အပေစင်ရမှာခံစားရမယ့်ဒုက္ခတွေအများကြီးသက်သာသွားခန္ဓာဒုက္ခဆိုရတဲ့ပဲလူသားတွေကြုံတွေ့ရတဲ့ဒုက္ခတဲ့
ငရဲသားတွေကြုံတွေ့ရတဲ့ဒုက္ခကအမတမဆိုးတယ်နော်တရိစ္ဆာန်တွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်ပြိတ္တာတွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်အဲ့ဒီဒုက္ခတွေသက်သာဖို့အတွက်သီလကိုလုံအောင်ထိန်းသိမ်းရှောက်ပါအဲ့တော့သီလဆိုတဲ့ကုသိုလ်တရားကုသလဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးတွေကိုဖော်ဆောင်နိုင်တဲ့တရားအဲ့ဒီကုသိုလ်တရားကဘဝမှာဆင်းရဲဒုက္ခကိုအများကြီးသက်သာစေတယ်ခန္ဓာဒုက္ခရှိနေပြီပဲလို့အပါယဒုက္ခအဘယ်ဘုံမှာကြုံတွေ့ရမယ့်ဒုက္ခကနေသူကကဲ့တင်ပေးနိုင်တယ်ကဲ့တင်ပေးနိုင်တယ်ဒါကြောင့်မလို့ဒုက္ခသက်သာဖို့အတွက်တန်လျာထဲမှာသီလဆိုတာလောရမှာဖြစ်တယ်ဒါကမရှိမဖြစ်အဓိကလောက်အောင်မယ်သီလရှိလိုက်တဲ့အတွက်ကြောင့်အဘယ်ဘုံသားတွေကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားပြီလူတိုင်းလက်တွေ့မျက်မြင်ကြည့်လိုက်မယ်ဆိုရင်တရိစ္ဆာန်တွေရဲ့ဒုက္ခဘလောက်ကြီးမားတယ်လေလူတွေကအနိုင်ကျင့်ပြီးတော့တပ်ဖြတ်စားတော့နေကြတယ်နွားတွေကြွယ်တွေဆိုရင်လည်းလူတွေကနှစ်ဖက်ရုပ်ထိုးပြီးတော့ခိုင်းစားနေကြတယ်သူတို့ရဲ့ဒုက္ခကိုချင်းစာကြည့်လိုက်မယ်ဆိုရင်ဘယ်တမဆိုရတယ်လူတွေရဲ့တရိစ္ဆာန်တွေပေါ်မှာထပ်ပိုးပြီးတဲ့ဒုက္ခတွေအလုံးကိုများတပ်ဖြတ်နေကြတာဆိုအဲ့ဒုက္ခတွေအဘယ်ဘုံသားတွေကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေသီလလုံလိုက်တာနဲ့အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားနိုင်သို့တော့ခန္ဓာဒုက္ခကတော့မလွတ်နိုင်သေးဘူးခန္ဓာဒုက္ခမလွတ်နိုင်သေးဘူးအဲ့တော့ခန္ဓာဒုက္ခကလွတ်ဖို့ရအတွက်ကြတော့သီလအပြင်မှာသမထဝိပဿနာဆိုတဲ့ဘာဝနာတရားတွေပွားများအထောက်ဖို့လိုအပ်သေးတယ်နောက်ဆုံးမှာဝိပဿနာတရားအထောက်မှဘဝဒုက္ခကလွတ်နိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တာဒုက္ခသက်သာဖို့သီလရှိသည့်အတွက်ကြောင့်လူဘဝမှာလူဘဝကိုရလာတယ်အသက်ရှိတယ်ကျမ်းမာတယ်ဒါသီလရဲ့အကျိုးတရားတွေပဲအသက်ရှိတယ်ကျမ်းမာတယ်နောက်တကဒါနကုသိုလ်ရှိသည့်အတွက်ကြောင့်ဘဝမှာစာဝတ်နေအစဉ်ပြေတယ်နော်ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဟာမကြောက်မကြမတောင့်မတသာမန်ဒီစာဝတ်နေခက်ခဲတဲ့ဒုက္ခတွေကိုကျော်လွှားနိုင်တယ်။ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားကိုယ်တိုင်ကဒါနသဗ္ဗုဒ္ဓနိဘောဂာနိလူတွေသုံးဆောင်ပစ္စည်းတွေဆိုတာတဲ့ဒါနကြောင့်ရလာတာဖြစ်တယ်။ကိုရှာလို့ရောမရဘူးလား။ရှာလို့လည်းရတယ်။နော်သို့တော့ကံပေးလို့ရတာနဲ့ရှာလို့ရတာမတူဘူး။ကိုယ်ပြချမ်းသာတယ်။ကံပေးလို့ရရင်လောလကူနဲ့ရရှာတဲ့အခါကျတော့အမတမပင်မဆင်းရဲတော့ရှာကြတယ်။အဲ့တော့ဒါနကောင်းမှုရှိလို့ရှိရင်ဘဝမှာဘဝယတ္တိဖို့အတွက်အများကြီးချမ်းသာသွားတယ်သီလရှိလို့ရှိရင်ဘဝမှာကြုံတွေ့ရမယ့်အခက်အခဲတွေအများကြီးသက်သာသွားတယ်အဲ့ဒါကုသိုလ်ကသက်သာစေတာတခြားအရာသက်သာစေတာမဟုတ်ဘူးဒါကြောင့်မလို့ကုသိုလ်ဆိုတာလုပ်ကိုလုပ်ရမှာဖြစ်တယ်ကိုယ့်ဘဝကိုဆင်မြင်နေရင်ကုသိုလ်ဆိုတာရှိကိုရှိရဒီလိုဆိုလို့လည်းပေါ့နော်အဲ့တော့သီလဆိုတာကိုခြေခံလိုက်မယ်ကုသိုလ်ကောင်းမှုတွေဘုရားရဲ့တရားတော်အရာအစစ်စစ်လုပ်သွားဖို့လိုအပ်တယ်ဘယ်ရပဲဖြစ်ဖြစ်လေဘေတို့ဒီဂရီတို့ဆိုတာရှိတယ်
သူ့ level နဲ့သူ့ degree နဲ့သူပစ္စည်းဥစ္စာတွေတောင်းပါပဲ quality ချင်းတူတာမဟုတ်ဘူးအဲ့တော့ကုသိုလ်ဆိုတဲ့အထဲမှာလည်းပဲကုသိုလ်တွေကတစ်ခုနဲ့တစ်ခုမတူကြဘူးပေါ့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ဆင်းရဲဒုက္ခကိုသက်သာစေတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်သွားတဲ့အခါမှာကုဋ္ဌဒါနသုံးမှာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုရှိတယ်လောကမှာစေရနာတရားနဲ့နောက်ဘဝချမ်းသာဖို့အတွက်ဆိုပြီးတော့အလှကြီးပေးကြတယ်ရှေးခေတ်ကလည်းအလှပေးတာလည်းရှိတယ်အဲ့ဒါတွေကိုအလှလုပ်တာဟာဘဝချမ်းသာရေးအတွက်ဆိုပြီးတော့လုပ်ကြတယ်အဲ့ဒီအလှကြီးတွေကိုယဉ်ညလို့ခေါ်တယ်ယဉ်ညရစ်ပူဇော်တယ်လို့လည်းပြောရတယ်ပေါ့လူမှုတမ်းမှုတွေရှေးခေတ်ကလူမှုတမ်းမှုတွေဟာအပြစ်မကင်းတဲ့အလုပ်တွေလည်းပါတယ်အပြစ်ကင်းတဲ့အလှရှိသလိုအပြစ်မကင်းတဲ့အလှတွေရှိတယ် sacrifice လို့ခေါ်တဲ့ရှစ်ပူဇော်တဲ့အလုပ်တွေအားလည်းပဲသူတို့ချမ်းသာခြင်းလို့လုပ်တာပဲဖြစ်တယ်တတ္တဝါတွေကိုတတ်ပြီးတော့ရစ်ပူဇော်တယ်ကိုချမ်းသာရေးအတွက်တတ္တဝါတွေကိုတတ်ဖြတ်ပြီးတော့ရစ်ပူဇော်အဲ့ဒီလိုလှူတဲ့အလှမျိုးဟာအလှလို့ပြောရပေမဲ့လို့ချီးမွမ်းတဲ့အလှမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုအလှမျိုးကိုသူတော်ကောင်းတွေကဝေရရှောင်ညတယ်မသွားဘူး။ညာနာပုဂ္ဂိုလ်တွေသွားရောက်လက်ခံတာမလုပ်ကြဘူး။မြတ်စွာဘုရားလက်ထက်တုန်းကသားကောင်းတွေကိုတတ်ပြီးတော့ရစ်ပူဇော်တဲ့အလေထားရှိတယ်ခုခေတ်ပါနဲ့တူတော့ဆိုရရခြေတဲ့သဘောပေါ့နော်ကောသလမင်းကြီးအိမ်မဆိုးတွေမတဲ့အခါမှာရရခြေဖို့ကြိုးစားတယ်အဲ့ဒါလိုကြိုးစားတဲ့အခါမှာသားကောင်းတွေကိုတတ်ဖြတ်ပြီးတော့ပူဇော်တဲ့ရည်မျိုးတွေကိုလှုပ်ဖို့တိုက်တွန်းတယ်အဲ့ဒါမျိုးတွေပေါ့နောက်ပိုင်းကျတော့မြတ်စွာဘုရားရဲ့အဆုံးအမသူတော်ကောင်းတွေရဲ့အဆုံးအမရလာတဲ့အခါကျတော့အပြစ်ကင်းတဲ့အလှူဒါနဆိုပါတော့ခုခေတ်ဆိုလို့ရှိရင်စတုဒီတာကျွေးတယ်နော်လာတဲ့ဗျာပုဂ္ဂိုလ်တွေနိဗ္ဗာန်စိတ်ခင်တယ်အလှူကြီးပေးကြတယ်ပေါ့နိဗ္ဗာန်စိတ်ခင်တယ်စတုဒီတာကျွေးတယ်ပရဟိတလုပ်တွေလုပ်ကြတယ်အဲ့ဒါကုသိုလ်လုပ်တာအဲ့ဒီကုသိုလ်တွေအကျိုးမရှိဘူးလားရှိတယ်အဲ့ဒီကုသိုလ်တွေဟာအရင်အနည်းများတယ်ဝေယဝိဆာတွေလည်းများတယ်နော်လူတွေကအချိန်ပေးပြီးတော့လုပ်ကြရတာဖြစ်တယ်အချိန်ပေးပြီးတော့လုပ်ကြရတယ်အဲ့ဒီလိုအရင်အနည်းတွေအများကြီးမရှိပဲနဲ့အမျက်ပိုများတဲ့ကုသိုလ်မျိုးရောမရှိဘူးလားမြတ်စွာဘုရားလက်ထက်တုန်းကကုဋ္ဌဒန္တဆိုတဲ့ပုံနာကြီးကမြတ်စွာဘုရားကိုလျှောက်ဖူးတယ်ဒါနဲ့ပတ်သက်ပြီးတော့အရင်နေ့အလောက်မများပဲဝေယဝိဆတွေအလောက်မများပဲသူတော်ဘာတွေကိုဒုက္ခပေးတာအဲ့လောက်မများပဲနော်အကျိုးများများပို့ရနိုင်တဲ့အမြတ်များများပို့ရတဲ့ကုသိုလ်မရှိဘူးလားအဲ့တော့မြတ်စွာဘုရားဟောသွားတာစိတ်ဝင်စားကြကောင်းတယ်တစ်ခုချင်းတစ်ခုချင်းဟောသွားတာနော်အဲ့တော့သားကောင်းနေတပ်ပြီးတော့ရှစ်ပူဇော်တဲ့အလုပ်ကတော့လုံးဝမလုပ်ထိုက်တဲ့အလုပ်တစ်ခုပဲဟုတ်ပြီလှုပ်ထိုက်တာပါတော့ဆိုရင်အနာတပိတတိကြီးတို့လိုနေ့စဉ်နဲ့အများငွေကြေးမြောင်များစွာကုန်ကြခံပြီးတော့လာသမျှပုဂ္ဂိုလ်တွေမရှိစင်ရသားတွေကိုတမင်ကြွေးတယ်လို့ကြွေးမွေတယ်လို့စတုဒီတာပဲစတုဒီတာကြွေးတယ်
တရက်ထဲမဟုတ်ဘူးနေ့စဉ်ကြွေးတာဒါကြောင့်မို့အနာထပိဋိကလို့ခေါ်တာသူ့အိမ်မှာတနေ့ငွေကြေးထောင်ချီကုန်ချခံပြီးတော့အလှမဏ္ဍကြီးဆောက်ပြီးတော့အမြဲတမ်းကြွေးမွေးနေတာအဲ့ဒီလိုအမြဲတမ်းကြွေးမွေးတယ်ဆိုတော့ဝိယဝိစာလောက်ရတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲလောက်ရတယ်အရင်ဤတွေများတယ်ဒါပေမဲ့လို့အဲ့ဒီကုသိုလ်တဲ့အရင်ဤနဲ့ပြီးတော့အကျိုးပို့ရတဲ့ကုသိုလ်မျိုးရှိသလားတော့ဗမာပြည်နဲ့နားလည်အောင်ပြောရမယ်ဆိုရင်စတုဒိတာကျွေးတာတဲ့ပို့ပြီးတော့အကျိုးမြတ်များတဲ့ကုသိုလ်ရှိလားမြတ်စွာဘုရားရှိတယ်တဲ့အဲ့ဒီကုသိုလ်ဘာကုသိုလ်လို့ဆိုနေသဒါနာအနုကုလယဉ်ညာလို့ခေါ်တယ်ကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့အလှူဒါနလုပ်တာအကုန်လုံးလှူတာမဟုတ်ဘူးတကယ်ကိုကျင့်သီလရှိပြီးတော့ကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေကိုလှူတာနေသဒါနာဥမာမဲ့အမပြေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျန်အတန်ငါတွေကိုနေစဉ်ဆွန်လောင်းနေနော်ဆွန်လောင်းနေပုံစွန်လောင်းနေဆိုမျိုးပေါ့သို့မဟုတ်ကိုယ်အိမ်ကကိုတတ်နေတဲ့တော့နေစဉ်ချက်ပြီးတော့ဆွန်လောင်းနေနေသဒါနာကိုစားရတဲ့ကနေစဉ်လောင်းနေနေသဒါနာဆိုတာထာဝရလှူနေတဲ့အလှူတစ်ခုပေါ့နေသဒါနာအမြဲတမ်းလုပ်တယ်တရက်မှမပြတ်ဘူးကုသိုလ်ကောင်းမှုလုပ်နေကြတယ်အနာတပိတတိရဲ့အိမ်ဆိုလို့ရှိရင်ရှမ်းသံဃာတွေကိုတနေ့900ပင်ပြီးတော့ဆွမ်းကတ်တယ်နော်အမြဲတမ်းနေစဉ်လှူတာစရည်ရမဲနဲ့မဲကြရကိုရောတွေကိုပင်ပြီးတော့အမြဲတမ်းအိမ်မှာဆွမ်းကတ်တယ်ဓမ္မပရရဲကြတော့900တောင်မကအောင်ရှင်နဲ့ပြတယ်အဲ့တော့နာရဝိတ္တိကနေစဉ်အိမ်မှာဆွမ်းကတ်တယ်အဲ့ဒါမျိုးကိုနေသဒါနာလို့ခေါ်တယ်အဲ့ဒီနေသဒါနာအနုကုလဆိုတာဘိုးဘွားမိဘလက်ထက်ကလေးကစင်စမပြတ်လုပ်တဲ့မျိုးရိုးဆက်သွဲလူတဲ့ကုသိုလ်ကောင်းမှုသူတို့မျိုးရိုးကလှူထားတယ်ဘိုးဘွားမိဘတွေကဆွန်လောင်းနေထောင်ပြီးတော့ဆွန်လောင်းနေတယ်ဆိုတာမျိုးပေါ့နော်အနုကုလဆွေစဉ်မျိုးဆက်လုပ်ပြီးတော့လှူနေတာအဲ့ဒီနေသဒါနာအနုကုလယဉ်ညာလို့ဆိုတဲ့ဒီကုသိုလ်မျိုးကတဲ့ခုနလိုလာသမျှစတုရိတာကျွေးတဲ့ကုသိုလ်တဲ့ဝိယဝိစာလည်းနဲတယ်နော်ဝိယဝိစာနဲတယ်အရင်ဤလည်းနဲတယ်သို့တော့ခုနကအလှူတွေတဲ့အမြတ်ပိုများတယ်အကျိုးပိုများတယ်လို့ပြောတာဘာလို့လဲဆိုအမြဲလုပ်တာအမြဲလုပ်နေသည့်အတွက်ကြောင့်ဝိယဝိစာနေသဒါနာအပြတ်မခံမနဲ့အမြဲလှူနေတဲ့လှူကဆွေစဉ်မျိုးဆက်မပြတ်အောင်ဝဏိဘတ်တစ်ခုအနေနဲ့လှူနေတဲ့လှူအဲ့ဒီလှူကပို့ပြီးတော့တခါတရံနော်စတုဒိတာကျွေးတဲ့အလှူကြီးတွေတခါအလှူပေးတာတွေတဲ့ပို့ပြီးတော့အကျိုးမြတ်များတယ်လို့ဆိုလို့တယ်နော်အဲ့တော့ကုတ္တဒါနပုံနာရမေးတယ်အရှင်ဘုရားတဲ့နေသဒါနာအမြဲတမ်းလှူနေဖို့ဆွေစဉ်မျိုးဆက်လုပ်ဖို့ဆိုတာလေမလွယ်လာဘူးတဲ့မလွယ်လာဘူးဝိယဝိစာတွေရှိနေတယ်ပေါ့နေစဉ်ဆိုတဲ့နေစဉ်ဝိယဝိစာရှိနေမယ်အဲ့ဒါလောက်ဝိယဝိစာအရင်ဒီမများပဲနဲ့ပို့ပြီးတော့တည်တဲ့အကျိုးကြီးတဲ့ကုသိုလ်ကောင်းမှုရောရှိသေးလားနော်သူတော့နေစဉ်ချက်ပြုတ်လှူဒန်းနေရတဲ့ဒုက္ခကမသေးဘူးအဲ့ဒါကြောင့်မို့လို့အဲ့ဒီလောက်လှုပ်ရှားမလို့ပဲနဲ့လှုပ်တဲ့ကုသိုလ်
သို့တော့အကျိုးကြတော့ပို့ပြီးတော့ရမယ်အဲ့ဒီကုသိုလ်ရှိလားဆိုတော့ရှိတယ်တဲ့အဲ့ဒီကုသိုလ်ကပါတော့သတုဋ္ဌိတံသံဃာဥဒိတဝိဟာရံကရောတိအဆောက်အဦတစ်ခုအရာလေးမျက်နှာကပဲပုဂ္ဂိုလ်ပဲလာဆိုလိုတာကလမ်းဘေးစေရလို့ဟာမျိုးလာတဲ့မြတ်ပုဂ္ဂိုလ်တွေဝင်ရောက်တဲ့ခုနာနေဖို့လမ်းဘေးစေရလို့အမျိုးဆောက်တယ်တန်ခါကိုယေစုပြီးစတုရိတတန်ခါကိုယေစုပြီးတော့ဆောက်လို့လှူဒန်းတဲ့ကြောင်းအဆောက်အဦအလှူနော်အဲ့ဒီအဆောက်အဦလှူတဲ့ဆိုတာဟာတစ်ခါပဲလောက်ရတယ်အဆောက်အဦတစ်ခုဆောက်တာလိုက်လို့ရှိရင်10နှစ်15နှစ်သိပြီးတော့ခိုင်ခိုင်မာမာဆောက်တာလို့ရှိရင်10နှစ်အတွင်းပြည့်ရမလို့အနှစ်20အတွင်းပြည့်ရမလို့နောက်ထပ်လုပ်ရမလို့တစ်ခါပဲလောက်အောင်အဲ့တော့ဝိယဝိဆာနဲ့ပေါ့ကိုကြောင်းတစ်ကြောင်းဆောက်လို့လှူဒန်းလိုက်တယ်ဆိုပါစို့အဲ့ဒီကြောင်းတစ်ကြောင်းကိုဆောက်လို့လှူဒန်းထားတဲ့ကုသိုလ်ကနောက်ထပ်နေ့စဉ်လိုက်ပြီးတော့လုပ်နေကြမလို့ပေါ့ကြောင်းလှူပြီးသွားပြီဆိုရင်ကုသိုလ်ရအဲ့တော့ဝိဟာရဒါနဆိုတဲ့ကြောင်းအလှူကခုနကနေသဒါနဆွေတွေမျိုးစေလို့ရတဲ့အနုကူလအဲ့ဒီကုသိုလ်ကောင်းမှုတွေတဲ့ပို့ပြီးတော့အရင်နေ့နဲ့ပါပြီးအမျက်ပူရတယ်လို့မြတ်စွာဘုရားကဟောတယ်ဟောတော့ကုတ္တဒနာပုံနာကြီးကကျောင်းဆောက်လှူတယ်ဆိုတာဟုတ်ပါတယ်တခါပဲဆောက်ရမှာနေပေါင်းများစွာကျောင်းက10နှစ်လည်းတည်နိုင်တယ်နှစ်20 30 40အနှစ်100ထိအောင်ကိုလှူထားတဲ့ဆောက်ဦးကရှိနေမင်းတို့မင်းကြီးလှူခဲ့တဲ့ဗုဒ္ဓဂယာမှာမင်းတို့မင်းကြီးလှူခဲ့တဲ့ဇေယျကြီးတောင်ခုချိန်ထိရှိတော့မယ်မင်းတို့မင်းဆောက်လို့လှူသွားတဲ့ဇေယျကြီးတောင်ခုချိန်ထိရှိနေအဲ့ဒါလို့တကအလောက်ထားပြီးရင်ရရှိအလှမျိုးကပို့ပြီးတော့အကျိုးရှိတယ်နောက်ထပ်လည်းလောက်ဆရာမလို့ဆိုတော့အဲ့ဒါလို့ဆောက်ဖို့ဆိုတာလည်းပဲကုန်ကြစိတ်တွေများတယ်နော်ကုန်ကြစိတ်တွေများတယ်အဲ့ဒါလောက်ထိအောင်ကုန်ကြစိတ်မများပဲနဲ့နော်ဘာမှအကုန်ကြမရှိပဲနဲ့ဒီကြောင်းဆောက်လှူတဲ့အလှူတဲ့ပို့ပြီးတော့ကောင်းတာရှိသေးလားဒါမေးလို့ထွက်တာနော်ကြောင်းဆောက်ပြီးတော့လှူတဲ့ဝိဟာရဒါနကုသိုလ်တဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားကြောင်းဆောက်ရတဲ့လောက်လဲဝန်တော့ဝန်ဖို့မဖြစ်ဘူးဘာမှဝန်တော့ဝန်ဖို့မဖြစ်ပဲနဲ့အကျိုးကျေးဇူးကြတော့ကြောင်းဆောက်ထားတဲ့ပို့ပြီးတော့ရတဲ့ကုသိုလ်ဆိုတော့မြတ်စွာဘုရားရှိတယ်တဲ့အဲ့ဒါတွေကကုသိုလ်ကောင်းမှုဆိုတာတစ်ခုနဲ့တစ်ခုအဆင့်ကမြင့်သွားတာနော်လုပ်ငန်းလည်းတက်တာသွားတယ်ခုနနေစဉ်ချက်ပြုတ်နေရတဲ့နေသဒါနအဲ့ဒါတဲ့ကြောင်းတစ်ခါဆောက်ပြီးနေစဉ်လှုပ်เสียမလို့တော့ကုသိုလ်တော့ရတယ်တခါကြောင်းဆောက်တဲ့ကုန်ကြစိတ်လောက်မရှိပဲနဲ့ကုန်ကြစိတ်မရှိပဲနဲ့ရတဲ့ကုသိုလ်သို့တော့အကျိုးကျေးဇူးကြတော့ကြောင်းဆောက်လှူတဲ့ကုသိုလ်တဲ့ပို့အကျိုးကြည့်ရမယ်အဲ့ဒီကုသိုလ်မျိုးကဘာတော့ဆိုရင်ပတ္တနာစိတ်တော်ကြည်နူးတဲ့တရားတရားနဲ့ကြည်နူးတဲ့စိတ်ကြည်နူးဝန္တာတဲ့စိတ်နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုစိတ်ကိုးကွယ်တဲ့ကိစ္စတိဗုဒ္ဓံတရဏံကိစ္ဆတိဘုရားကိုကိုယ်ဝေရလို့သိမှတ်ပြုတယ်ဓမ္မံတရဏံကိစ္စတိဓမ္မကိုကိုယ်ဝေရလို့သိမှတ်ပြုတယ်သံဃံတရဏံကိစ္စတိသံဃာကိုကိုယ်ဝေရဖြစ်သိမှတ်ပြုဆိုလိုတာကတရဏကမနာကုသိုလ်တရဏကမနာကုသိုလ်ဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုဟာတော့ဆိုကိုယ့်ရဲ့အသက်ကိုယ့်ရဲ့ဘဝကိုဘုရားတရားသံဃာထံအနှံလိုက်တာပဲနော်ခုနကကြောင်းဆောက်တဲ့ဆိုတာကိုယ်ပိုင်တဲ့ပစ္စည်းကိုစွန့်ပြီးတော့ကြောင်းဆောက်တာ
အခုကဘဝတစ်ခုလုံးကိုဘုရားတရားသံဃာယရဏသုံးပါးကိုအနှံ့လိုက်တယ်ဒါကြောင့်မို့ဇီဝိတပရိစ္ဆာကမယကုသိုလ်လို့ခေါ်တယ်ကိုယ်အသက်ကိုစွန့်တာနဲ့တူတူပဲဆိုလိုတာကသူ့ဘဝသူ့အသက်ခဏမြတ်စွာဘုရားကိုအနှံ့နဲ့တရားကိုအနှံ့နဲ့သံဃာကိုအနှံ့နဲ့ဘုရားတရားသံဃာယရဏသုံးပါးပေါ်မှာလုံးဝစွန့်လို့လှူဒန်းတာပါပဲဘဝကိုအနှံ့ပြီးတော့ဘုရားရဲ့စကားကိုပဲနားထောင်ပါမယ်တရားကိုပဲကျင့်ပါမယ်သံဃာကိုပဲလှူဒါနပြုပါမယ်ဟောယရဏသုံးပါးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးကိုယ့်အသက်ကိုစွန့်လို့တဲ့ကုသိုလ်ဒါကြောင့်မလို့တရဏဂုံကုသိုလ်ဟာကျောင်းဆောက်လို့ရတဲ့ကုသိုလ်ကောင်းမှုတွေပုံမြတ်တယ်ဘာမှဝေယဝိဆာလည်းမရှိဘူးနော်တခါဆောက်နေတာလည်းမပြတ်မချင်းနေရောတခါကိုယ်ဝယ်ထားလိုက်လို့ရှင်မစွန့်မလို့ချင်းတရဏဂုံကရှိနေနော်ကျောင်းလို့ကုန်ပြစိတ်လည်းမရှိဘူးကိုယ့်ရဲ့ဘဝကိုယရဏသုံးပါးကိုအနှံ့ပြီးတော့လှူဒန်းလိုက်တယ်အဲ့ဒီတရဏဂမနကုသိုလ်ကအကျောင်းဆောက်ပြီးလှူတဲ့ကုသိုလ်တွေမြတ်တယ်အကျိုးကျေးဇူးပို့ပြီးတော့ရတယ်အဲ့တော့ကုဋ္ဌဒါနပုံနာကြီးဆက်လျှောက်တယ်ရှင်ဗျာကိုယ့်ဘဝကိုအနှံ့ပြီးတော့တရဏဂုံဆောက်တည်ရတဲ့ကုသိုလ်တဲ့ပို့ပြီးတော့အကျိုးများရှိနိုင်တဲ့ကုသိုလ်ရှိသေးလားအဲ့တော့မြတ်စွာဘုရားကရှိသေးတယ်တဲ့တရဏဂုံဆောက်တည်ပြီးတဲ့နောက်မှာငါးပါးသီလကိုဆောက်တည်ပတ္တနာစိတ်တော်သိက္ခာပရာဏိသမာဓိအတိကျင့်ဝန္တာရဲ့စိတ်နဲ့လိုက်နာကျင့်သုံးရမယ်သိက္ခာပုဒ်တွေကိုစောင့်တည်ရမယ်အဲ့ဒီနေရာမှာအထက်ကရာကမှတ်ချက်ပေးထားတယ်တရဏဂုံကိုအခြေခံပြီးတော့စောင့်တည်တဲ့ငါးပါးသီလပြောတာဘာဖြစ်လို့လဲဆိုတရဏဂုံမပါပဲနဲ့ငါးပါးသီလလည်းရှိသေးတယ်အဲ့တော့ဗုဒ္ဓဘာသာဖြစ်ပြီးတော့ငါးပါးသီလစောင့်တည်မှာပို့ပြီးတော့အကျိုးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဗုဒ္ဓတရဏံကိစ္ဆာမိမပါပဲနဲ့စောင့်တည်တဲ့ငါးပါးသီလကြတော့ဒီလောက်အကျိုးမရှိဘူးလို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်တရဏဂုံစောင့်တည်ထားပြီးတဲ့နောက်မှာလိုက်နာကျင့်သုံးရမယ့်သိက္ခာပုဒ်တွေကိုခံယူစောင့်တည်လိုက်တယ်ပါဏာတိပါတာဝေရမဏိသူများတဲ့တပ်ဖြတ်ခြင်းမှရှောင်ကျဉ်မှုရှောင်ကျဉ်တဲ့ကိုကျင့်တရားအဒိဏဒါနဝေရမဏိသူများပိုင်ပစ္စည်းမပေးတဲ့ပစ္စည်းကိုမတရားယူခြင်းမှရှောင်ကျဉ်တဲ့သိက္ခာပုဒ်ကာမေတုမိစ္ဆာစာရဝေရမဏိကာမကိစ္စမှာမာယွင်းစွာပြုမှုဆိုတဲ့အကုသိုလ်မှုကရှောင်ကျဉ်တဲ့သိက္ခာပုဒ်မုတဝါဒဝေရမဏိတပည့်သားအကျိုးပြပြတော့အောင်လိန်နိတိစပြောကြတယ်ဆိုတဲ့မုတဝါဒမှာရှောင်ကျဉ်တဲ့သိက္ခာပုဒ်သူရမေရမစ္ဆပမရဌာနာမူရစေတတ်တဲ့အယက်သေးစားတောက်စားခြင်းမှာရှောင်ကျဉ်တဲ့သိက္ခာပုဒ်အဲ့ဒီသိက္ခာပရလို့ခေါ်တဲ့မပြတ်မကွယ်လိုက်နာတော့အမယ်အချက်ငါးပါးသီလစောစောပြောရတဲ့သီလတရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာအဲ့ဒီသီလကိုထပ်ပြီးတော့စောင့်တည်လိုက်မယ်ဆိုရင်တရဏဂုံစောင့်တည်လိုက်တဲ့သီလကသီလတရဏဂုံစောင့်တည်ပြီးတော့ငါးပါးသီလထပ်ဖို့ပြီးတော့စောင့်တည်လိုက်တဲ့ကုသိုလ်ကပို့ပြီးတော့အကျိုးရှိတယ်
ပို့ပြီးတော့အကျိုးရှိတယ်အဲ့တော့ဟုတ်ပြီဒါဒီကုသိုလ်တွေအတစ်ခုနဲ့တစ်ခုမတူလာဘူးပေါ့နော်နံပါတ်1ကနေသဒါနနံပါတ်2ဝိဟာရဒါနနံပါတ်3တရဏဂုံနံပါတ်4ငါးပါးသီလအဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေတစ်ခုတည်းတစ်ခုပို့ပြီးတော့နော်အကျိုးပို့ပြီးတော့တစ်ခုတည်းတစ်ခုပို့ပြီးတော့အကျိုးကျေးဇူးတွေကိုဖြစ်စေတယ်အဲ့တော့ငါးပါးသီလလမ်းဆုံးလားလို့မဆုံးသေးဘူးအဲ့ဒီငါးပါးသီလစောင့်တည်ထားတဲ့ကုသိုလ်တဲ့ပိုကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုတော့မြတ်စွာဘုရားကအစကစပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြတယ်နော် Buddhist practice လို့ဆိုရမယ်ဗုဒ္ဓဘာသာတွေလိုက်နာကျင့်သုံးရမယ်အချက်နော်ဒါကပုံမှန်အဖြစ်အဲ့ဒီအနေအထားမျိုးတိတဲ့ပို့ပြီးတော့တိုးတက်လာဖို့အတွက်ကြတော့ပါရိလိုအပ်လာတော့ဆိုလောကမှာဘုရားပွင့်လာတယ်ပွင့်လာတဲ့အခါမှာမြတ်စွာဘုရားကတရားဟောတယ်မြတ်စွာဘုရားရဲ့တရားကိုနားပြီးတော့တရားတရားတွေဖြစ်လာတယ်တရားတရားတွေဖြစ်လာပြီးတဲ့အခါမှာကြီးမားတိုးတက်တဲ့ကုသိုလ်ကောင်းမှုကိုလုပ်ဖို့ရတဲ့လူပေါင်းလူလောကကနေခွာဆောင်ပြီးတော့ယတိယဝတ်တယ်ပေါ့ယဟန်ပြုတယ်ပေါ့နော်အဲ့ဒီကစပြီးတော့မြတ်စွာဘုရားဟောလိုက်ဆိုလိုတာကဒါဒီပြပြဝဝကျင့်မို့ဆိုတာစွန့်လို့ရမယ်ကိစ္စတွေစွန့်လို့ဖို့လိုအပ်တယ်ကုသိုလ်ကောင်းမှုကိုအပြည့်အဝလုပ်ချင်လို့ရှိရင်လူဘဝမှာလုပ်လို့ရတော့လေပဲပို့ပြီးတော့ပြည့်ပြည့်စုံစုံလုပ်ချင်တဲ့ဆိုရင်ဘာလုပ်ရမလဲစဉ်းစားလိုက်တဲ့အခါမှာတမ္ပါတော်ကရဝတော်တမ္ပါတော်ရသောပတောအိမ်နောက်တဲ့ဘဝမိသားစုဘဝမှာနေမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်ဖို့ရအတွက်ခက်ခဲတွေရှိတယ်ကုသိုလ်ဖြစ်ဖို့ခက်တယ်မိသားစုကိစ္စနဲ့ကုသိုလ်လုပ်ဖို့ရခဲရင်နေဒါကြောင့်မို့မိသားစုဘဝမှာနေမယ်ဆိုလို့ရှိရင်ကိလေသာဖြစ်များပြီးတော့ကုသိုလ်လုပ်ဖို့အကျဉ်းချက်တယ်မွန်းချက်တယ်ပေါ့လူဘဝအဘောကတော့ပပိစ္ဆာလွတ်လပ်အဲ့တော့တဲ့ဘဝမှာမနေပဲနဲ့ရှမ်းဘဝကိုကူပြောင်းလိုက်တာဟာလူမြင့်ကြီးနဲ့လာဒရန်တူတယ်လွတ်လပ်တယ်ဆိုလိုတာကကာယဝိဝေကဖြစ်တယ်လို့ပြောတာကာယဝိဝေကဖြစ်တယ်ကိုတယောက်တည်းကိုယ်တော်ကိုနေလို့ရတယ်မိသားစုဘဝမှာနေရင်ကိုတယောက်တည်းကိုလှုပ်ချင်တာလှုပ်လို့မရဘူးနော်အဲ့တော့မိသားစုဘဝကိုဆွန့်လွတ်ပြီးတော့ယဟန်ဘဝကိုကူပြောင်းလိုက်တယ်အဘောကတော့ပပိစ္ဆာယဟန်ဘဝကြီးလွတ်လပ်တယ်လူမြင့်ကြီးနဲ့တူတယ်ဆိုပြီးတော့ယဟန်ဘဝရောက်လာတဲ့အခါမှာနမတိယံသီလတွေကိုကျင့်သုံးတယ်ထိုသီလခတ်မှဖို့အတွက်တတိထားပြီးတော့ဒွါရ6ပါးမှာကိလေသာတွေမဖြစ်အောင်တတိထားပြီးတော့နေတယ်ရှားသမျှလေးနဲ့ကျင့်တတ်တဲ့ရောက်ရဲတယ်အမြဲတမ်းတတိတမ္ပဇေညာတတိရှိပြီးတော့စိတ်ညစ်တို့တရားနဲ့နေတယ်ဒီအခြေခံတရားတွေသီလရဲ့အိန္ဒြိယသံဝရရဲ့
ဒုဋ္ဌိရဲ့တတိတမစေကြရဲ့အဲ့ဒါလို့နေလိုက်လို့ရှိရင်ခုနငါးပါးသီလသမ္မာဆောက်တည်တာတဲ့ပုံမြတ်လာတဲ့အဲ့ဒါလို့ပြီးတော့သူသမထကျင့်တယ်ကိုကျင့်တယ်သမထကျင့်တယ်ကိုကျင့်တယ်သမထကျင့်တယ်ကိုကျင့်တယ်ဆိုပထမဇန်ရဖို့အတွက်ကာမဂုဏ်အာယုန်တွေကိုလုံးဝဆွံ့လို့ရနော်ကာမဂုဏ်အာယုန်တွေနဲ့ဝေးအောင်နေရမယ်ဝိဝိစေဝကာမေဟိဝိသအကုတလေဟိဓမ္မေနိဝရဏတရားတွေကင်းအောင်နေရမယ်ကာမဂုဏ်အာယုန်စိတ်တွေကိုဖယ်ခွာရမယ်နော်အကုသိုလ်တွေကင်းနိုင်တဲ့ပြန်ကင်းအောင်ရှင်းပြီးတော့နေရမယ်။ဘာနဲ့လုပ်အောင်လဲဆိုရင်သမာဓိလုပ်ငန်းတစ်ခုလုပ်သမာဓိလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာကာမဂုဏ်အာယုန်တွေကင်းပြီးတော့အကုသိုလ်တွေကင်းတဲ့ဝိဝေကသပိဋိဒုက္ခကာမဂုဏ်အာယုန်တွေကလွတ်ကင်းတဲ့ချမ်းသာဒုက္ခတစ်မျိုးဆိုရအဲ့ဒီချမ်းသာကကာမဒုက္ခနဲ့မတူကာမဒုက္ခဆိုတာနော်နှစ်ယောက်တွဲပြီးတော့နေလို့ရတဲ့ပျော်ရွှင်မှုဝိဝေကဒုက္ခဆိုတာတယောက်တည်းရတဲ့ပျော်ရွှင်မှုအဲ့တော့ဝိကဇာပိတိဒုက္ခနဲ့ရလာပထမဇာရအဲ့ဒီပထမဇာရလို့တိဇံရတဲ့ပုဂ္ဂိုလ်ဟာသိဆုံးသွားလို့ရှိရင်သူကပထမဇန်ရရင်ပထမဇန်မြမဘုံမှာသွားဖြစ်တယ်ပထမဇန်မြမဘုံမှာမဟာဂတ်တကဘာထီအောင်တတန်းရှိနော်နှစ်နဲ့ပြောအောင်မဟုတ်ဘူးကဘာနဲ့ချီပြီးတော့သက်ရှိကဘာနဲ့ချီပြီးတော့အသက်ရှိလိုက်တဲ့ဆိုတော့သူ့ရဲ့ဘဝဟာဆင်းရဲဒုက္ခတွေအများကြီးတက်တာသွားတယ်ခုနကလူဘဝနတ်ဘဝတဲ့ပို့ပြီးတော့ပြမဘဝတက်တန်ပို့ရှိသွားတယ်ထို့တူပဲဒုတိယဇန်ရလိုက်လို့ရှိရင်ပို့ပြီးတော့သက်ရှိတယ်တတိယဇန်ဘဝရင်ပြမပြေရောက်ရင်ပို့သက်ရှိတယ်သရုတ်ဇန်ရလို့ရှိရင်ပြမပြေရောက်တဲ့ခါပို့ပြီးတော့သက်ရှိတယ်ဆိုဆင်းရဲဒုက္ခတွေကပို့ပြီးတော့ယော့သွားတယ်ဒါပေမဲ့တန်တရားလွတ်သေးတာမဟုတ်သေးဘူးကုသိုလ်ကောင်းမှုတွေဆင်းရဲဒုက္ခကိုယော့ပါသွားစေတယ်တက်တာသွားစေတယ်ပေါ့အဲ့ဒီဆင်းရဲဒုက္ခတွေပထမဇန်ဒုတိယဇန်တတိယဇန်သရုတ်ဇန်လို့ဆိုတဲ့ဇန်တရားတွေရလိုက်တာနဲ့ပို့ပြီးတော့ဘဝဒုက္ခတွေကပို့ပြီးတော့ယော့နေလာတယ်သို့တော့ဘဝဒုက္ခအဆုံးသတ်လာဆိုတော့ဆုံးသတ်သေးဘူးဘဝဒုက္ခတွေရှိနေသေးတယ်အဲ့တော့စံပင်နေရပြီးတဲ့နောက်မှာဒီသမထကျင့်စဉ်ကိုသမထကျင့်စဉ်ကိုဖယ်ရှားပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်မယ်ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးဆိုတဲ့အခါကြလို့ရှိရင်တော့အဒီကတော့ကိုရထားတဲ့ခန္ဓာ၅ပါးဟာခန္ဓာ၅ပါးတတဖြစ်တယ်ဒီခန္ဓာ၅ပါးဟာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးနော်ခန္ဓာ၅ပါးတတဖြစ်တယ်ငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးနေစာထာဝရလည်းမဟုတ်ဘူးအခုဖြစ်ပြီးအခုပြတ်သွားတဲ့အရာတွေသာဖြစ်တယ်သူ့ကြောင့်နဲ့သူဆက်ပြီးတော့ဖြစ်နေတဲ့အရာတွေသာဖြစ်တယ်လို့အမှန်မြင်လာတတဝါဆိုတာမရှိဘူးယုံနဲ့နာနဲ့အခုသာရှိတယ်ယုတ်ကလည်းငါမဟုတ်ဘူးနာကလည်းငါမဟုတ်ဘူးယုတ်ကလည်းတတဝါမဟုတ်ဘူးနာကလည်းတတဝါမဟုတ်ဘူးဒီနှစ်ခုပေါင်းစပ်တဲ့အခါမှာလှုပ်ရှားလာတာသာဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီလို
ယုံနံတသက်ကိုရှုမြင်လာတဲ့အခါကျတော့တတ္တသိညာတရားရှိတယ်ဆိုတဲ့အတွေ့ကိုဖြောင်းနိုင်သွားတယ်ဖြောင်းနိုင်သွားတဲ့အခါမှာကိုရထားတဲ့ခန္ဓာ၅ပါးသည်ခန္ဓာ၅ပါးများတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တို့ရထားတာဒုက္ခပဲရထားတာဖြစ်တယ်သစ္စာရှိတော့ငါရှင်ခန္ဓာ၅ပါးရတာဒုက္ခရတာဖြစ်တယ်ဘာကြောင့်ဒုက္ခလို့ပြောတာတော့ဖြစ်ပြီးရင်ပြတ်သွားတာမို့ဖြစ်မှုပြတ်မှုတွေကအမြဲတမ်းကပ်ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းနေတာဖြစ်လို့ဖြစ်မှုပြတ်မှုတွေကအမြဲတမ်းနှောင့်ယှက်နေတာဖြစ်တော့ကြောင့်ဒုက္ခအဲ့ဒါနှိမ့်ဆက်တဲ့ဒုက္ခအနိစ္စအမြဲတဲ့အရာဒီဒုက္ခသာဖြစ်တယ်အဲ့ဒီလိုရှုမြင်လာပြီးတရားဆိုတာမရှိဘူးအဲ့ဒီအသိဉာဏ်ကိုရလာပြီဆိုရင်ဘာဖြစ်လဲခန္ဓာ၅ပါးပေါ်မှာညှင်းငွေလာညှင်းငွေတဲ့ဆိုတွေ့တာမှုမရှိတော့လူချင်းမှုတတ်မဲ့မှုတန်ရောစဉ်ကင်းလာတယ်ဒိဗ္ဗေနတိညှင်းငွေလာတယ်တာယာမှုဆိုမရတော့အနုမို့ဆိုရင်ခန္ဓာ၅ပါးပေါ်မှာတာယာနေတယ်လေတာယာလို့လူတွေဟာငါခန္ဓာငါဘဝကောင်းစားရေးငါခန္ဓာလှရေးဝါရေးဆိုပြီးတော့လုပ်နေကြတယ်ပြတ်သွားမှလည်းစိုးရိမ်နေကြတယ်ယောဂရမှလည်းစိုးရိမ်နေကြတယ်ဘာဖြစ်လို့ငါလို့သတ်မှတ်ထားတာငါဟာလို့သတ်မှတ်ထားတာအဲ့ဒီငါဟာဆိုတဲ့အတွေးကြောင့်လူတွေအသိလောကရောက်နေကြတာအကယ်၍သာငါဟာမဟုတ်ဘူးသူ့ကြောင့်နဲ့သူဖြစ်လာတဲ့သဘာဝတရားတသက်မြတ်တာမြတ်စွာဘုရားဟောသလိုဒါကြီးကဒုက္ခတတ္တကြီးပဲငါလည်းမဆိုင်ဘူးလို့ငါဟာမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့ရှုမြင်နိုင်မယ်ဆိုလို့ရှိရင်တွေ့တာမှုဆိုတာမရှိတော့တွေ့တာမှုမရှိရင်ဒုက္ခဆိုတာမရှိဘူးတွေ့တာမှုမရှိတာကိုပဲနိဗ္ဗာန်တည်းညီငွေတယ်ပြောတာယာမှုမရတော့မရသည့်အတွက်ကြောင့်နိဗ္ဗာန်ဝိရိစတိညင်းငွေလာလို့ရှိရင်အဲ့ဒီပေါ်မှာမသားရဘူးဆိုရင်တွေ့တာမှုအပြတ်သွားတန်ရောစဉ်ပြတ်သွားအဲ့ဒီတန်ရောစဉ်ပြတ်သွားရင်ဝိရာဂဝိမုစ္စတိတန်ရောစဉ်ပြတ်သွားလို့ရှိရင်တော့ကိုယ်စိတ်လေးကလွတ်မြောက်သွားတယ်ဘယ်အနေလွတ်မြောက်သွားကိလေသာတွေကလွတ်မြောက်သွားတယ်နော်ကိလေသာတွေကလွတ်မြောက်သွားလို့ရှိရင်ကံတရားတွေကလည်းပဲအကန့်အသတ်ပြီးသားဖြစ်သွားတယ်ဘဝကိုဖန်တီးနေတာကိလေသာတွေကဖန်တီးတဲ့ကံတရားတွေကနေဘဝကိုတိဆောက်နေတာအဲ့တော့ကိလေသာကုန်သွားလို့ရှိရင်ကံကလည်းပဲအကျိုးပေးလို့မရတော့အဲ့ဒါကိုပြောတာပထမဝိမု ddha နော်ဝိရာဂဝိမုစ္စတိဆိုရင်ကိလေသာပြတ်သွားတာနဲ့တပြိုင်နက်လွတ်သွားပြီဘယ်ကလွတ်တုံးဆိုလို့ရှိရင်ကိလေသာကလွတ်သွားတယ်ကိလေသာကလွတ်သွားတာနဲ့တပြိုင်နက်ကံတရားတွေကလည်းလွတ်သွားတယ်နော်ကံတရားလည်းလွတ်သွားတယ်အဲ့ဒီလွတ်မြောက်မှုအတွက်ဝိပဿနာတရားထောက်လို့ဆိုလို့လွတ်မြောက်သွားပြီပထမကိလေသာကလွတ်တယ်နောက်ပြီးတော့ဒုက္ခလို့သတ်မှတ်ထားတဲ့ခန္ဓာ၅ပါးနဲ့လွတ်သွားတယ်ကိလေသာကလွတ်တယ်ကိလေသာဒုက္ခကလွတ်တယ်ပြီးတော့ဝတ္တဒုက္ခလို့ဆိုရဲခန္ဓာဒုက္ခကလွတ်တယ်အဲ့တော့မြတ်စွာဘုရားဟောတာတဲ့ဘဝဆိုတာဒုက္ခဆိုတာအဲ့ဒီဒုက္ခကြီးအရာမှာဆုံးသက်သွားတာနော်အဲ့ဒါကြောင့်မလို့ဝိပဿနာကုသိုလ်ဟာသမထကုသိုလ်နဲ့ပို့ပြီးတော့ကောင်းတယ်တော့ကုသိုလ်အစဉ်စဉ်တစ်ခုနဲ့တစ်ခုပို့ပြီးတော့အကျိုးကျေးဇူးများလာဖို့မြတ်စွာဘုရားဟောတာနောက်တစ်ခါဝိပဿနာကုသိုလ်ကြောင့်ရတဲ့ဘက်ကုသိုလ်ကြတော့ရှိသမျှကိလေသာတွေအလုံးကိုပဲလေးစင်နဲ့ပယ်လိုက်တဲ့အခါကိလေသာတွေကုန်သွားတယ်အဲ့ဒီကြတော့မှဒုက္ခဆိုတာကိုကျော်လွန်လိုက်တာဖြစ်တယ်ပေါ့နော်ဒါတော့မှလက်ရှိဒုက္ခလေးကတော့ကြံနေအောင်ပဲပြိဋိဘံစံပြီးတဲ့နောက်မှာတော့ဒီဒုက္ခတော့မရှိတော့ဘူးလို့ဆိုလို့ပြိဋိဘံမစံခင်အတွင်းမှာတော့ခန္ဓာဒုက္ခရှိနေသေးတယ်အဲ့ဒီခန္ဓာဒုက္ခပထမကိလေသာဒုက္ခကိုအရင်ရှင်းရမယ်ပြီးတော့မှခန္ဓာဒုက္ခကရှင်းမှာဖြစ်တယ်ခ
ခန္ဓာဒုက္ခကိုရှင်းရမလို့ကိလေသာဒုက္ခကိုပဲရှင်းရမယ်။ဘာကြောင့်လို့ဆိုရင်ကိလေသာនិရောဓိကမ္မនិရောဓကိလေသာချုပ်ငြိမ်းသွားရင်ကံနေချုပ်ငြိမ်းသွားတယ်။ကံနေချုပ်ငြိမ်းသွားရင်ဘဝဒုက္ခချုပ်ငြိမ်းသွားတယ်။အဲ့တော့ကိလေသာဖယ်ရှားနိုင်မှုအတွက်ဝိပဿနာတရားဝိပဿနာကုသိုလ်သည်ကုသိုလ်တွေထဲမှာအစင်းမြင့်ဆုံးကုသိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားဟောကြားလို့ရမယ်ဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်တဲ့ပြိဿပေါင်းတို့ကုသိုလ်ကောင်းမှုအစင်းစင်လုပ်တဲ့အခါမှာအရင်အနည်းနဲ့ပါပြီးအကျိုးအများဆုံးကုသိုလ်ဟာဝိပဿနာကုသိုလ်ပဲဖြစ်တယ်နော်လုပ်လို့ရတဲ့ကုသိုလ်တွေထဲမှာဝိပဿနာကုသိုလ်ပဲဖြစ်တယ်ဒါကြောင့်တို့တွေဘဝဒုက္ခဘဝရထားတဲ့အချိန်လေးပါဒုက္ခလို့သတ်မှတ်ထားတဲ့ဘဝကဒီဒုက္ခတွေဆုံးသတ်ဖို့အတွက်လောက်ရမယ့်လမ်းစဉ်လောက်ရမယ့်ကျင့်သုံးရမယ့်အကျင့်တရားဟာအမြင့်ဆုံးအနေနဲ့ဝိပဿနာတရားပဲဖြစ်တယ်လို့မှတ်သားပြီးတော့ဝိပဿနာတရားပွားများအထောက်နိုင်ဖို့ကြိုးစားနိုင်ကြပါစေကုန်သတည်းဒီတဲ့ချာရှင်ဖေယရာဒဝိတော်တို့သည်ဓမ္မတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတညတည်းဓမ္မတပင်စင်ကြင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတာသာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖာအဖို့ဖွာဆွေပြုကြတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံခြင်းဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း